လာပါရှင်ညီမတို့ grow ခိုင်ဆိုင်ရဖြစ်ပါရှင်ညီမတို့ဒီနေ့ချက်ပြသွားမှာတော့Greek delight chicken waffle ဖြစ်ပါရှင်ဘယ်လိုလဲဆုံးဖြတ်ကြည့်ပါဦး Let's go Okay, let's go. ဟုတ်ကဲ့အခုကတော့ညီမတို့ရဲ့ Greek delight အသားလေးကိုစတင်ပြီးတော့ grill လုပ်နေပါပြီရှင် grill လုပ်ပြီးအသားလေးကိုနူးညံ့သွားအောင်ပညာလေးလှန်ပြီးထားပါမယ်ရှင်အသားလေးကိုနူးညံ့သွားအောင်အုပ်ဆောင်လေးနဲ့10မိနစ်ခန့်အုပ်ထားပြပါမယ်ရှင်ညီမတို့အရသာလေးဆုံးသွားအောင်တော့အပေါ်ကနေ sauce လေးဆက်မိထားပါရှင်waffle လေးပေါ်မှာအရသာတတိပီဖြစ်စီရန်ဆော်လေးစမ်းထားပေးပါရရှင်ပြီးတော့ညီမတို့ grill လုပ်ထားတဲ့နူးညံ့တဲ့ Greek delight အသားလေးကိုတင်ပါတော့မယ်ရှင်အခုကတော့ပုံစံလေးကိုကြည့်လိုက်တာနဲ့လုံးဝစားခြင်းစပါလေးဖြစ်နေပါမယ်ရှင်နောက်ဆုံးမှာတော့အရန်ကိုမလှပပြီးစားခြင်းစပွဲကောင်းတဲ့ Greek delight chicken waffle လေးရပါပြီရှင်